Okay, welcome to my channel. Let's you know the weekend. မျိုးဖြစ်ပါတယ် I'm come back. ဒီနေ့မှာတော့မျိုးရဲ့2025တည်းက vision board ထေးကမှာ goal လေးတစ်ခုဖြစ်တဲ့အရာလေးကိုမျိုးလုပ်နေဖြစ်ပါတယ်ပေါ့နော်။ဘာလဲဆိုတော့ camera လေးပဲဖြစ်ပါတယ် yay so excited ဖြစ်ပါတယ်ပေါ့နော်။မျိုးမှာကဒီ2025နဲ့ပတ်သက်လို့ vision board ထုတ်ထားတဲ့ဟာရှိတယ်ပေါ့နော်။အဲ့ဒီထေးကမှာနည်းနည်း level up ဖြစ်တဲ့အားလေးတစ်ခုကိုလုံးနိုင်ခဲ့ပြီဆိုတော့အရင်ကမှ so happy ဖြစ်ပါတယ်ပေါ့နော် so division board ကိုဘယ်လိုလုပ်ရမလဲမသိတဲ့သူတွေအတွက်မျိုးနောက်ပြီးကြရင်ဗီဒီယိုတည်တဲ့ပုတ်လုပ်ပေးသွားပါမယ် okay ဆိုတော့မျိုးနဲ့တူတူ unboxing လုပ်လိုက်ကြရအောင် so excited ပါပေါ့နော်ခုနေပဲဒီမှာတော့စာရွက်တွေပါပါတယ်ကျွန်တော်ဒီစာရွက်တွေကဘယ်သူမှအရှင်ကိုယ်ပိုင်းဖတ်မှာမဟုတ်ဘူးပေါ့နော်။ဒီမှာကကျိုးတွေပါပါတယ်ပေါ့နော်။အာသင်ကျိုးတွေဒီကတွေတဲ့ကျိုးလေးကျိုးလေးဖြစ်ပါတယ်။ကျိုးပါပါတယ်။ဒါကတော့စေဘူးအီတန်လေးပဲဖြစ်ပါတယ်ပေါ့နော်မျိုးအရန်ကိုမှလိုရှင်နေတဲ့ဟာလေးဖြစ်ပါတယ်စစ်ဆွေတွေကတော့သူတို့ပေးလိုက်တာကအိတ်တိတ်ပါတယ်ပြီးတော့ SDK တကယ်ပါသေးတယ် SDK ကဟိုဘက်ကမှကျန်ခဲ့တဲ့ချက်မျိုးမယူလာခဲ့ရဘူးပေါ့နော်အရင်ကမှရှစ်စရာလေးပါဘာလို့မျိုးကဒါကိုမြင်မြင်စစံမျိုးဝယ်လိုက်ရလေဆိုရင်မျိုးက professional အနေနဲ့တွားရှင်တာပေါ့နော်ဆိုတော့မျိုးဒီဖုန်းတစ်လုံးလေးနဲ့ run နေရတာဖြစ်ပါတယ်ဆိုတော့ဖုန်းတစ်လုံးလေးနဲ့ run တဲ့အခါမှာအရင်ကမှload ဖြစ်တယ်ပေါ့နော်ဘယ်လိုခေါ်မလဲrun တဲ့အခါမှာ video ရိုက်ရတဲ့အခါမှာ memory store တွေ full ဖြစ်သွားတဲ့အခါရှိတယ်ဆိုတော့ပြီးတော့ edit တွေလုပ်ရတဲ့အခါမှာဖုန်းကနေဒီ set computer ပြောတဲ့အခါမှာလည်းတိတ်ပြီးတော့အဆင်မပြေဘူးပေါ့နော်ဒါကြောင့်မျိုးကင်မရာလေးကိုဝယ်ရခြင်းဖြစ်ပါတယ်ကင်မရာလေးကိုမျိုးလိုရှင်နေတာရန်ခဲတဲ့ထင်တယ်ဒီကွန်ခွေးတဲ့ neck ကလေးကိုမျိုးလိုရှင်နေတာပေါ့နော်မျိုးပတ်ဆက်စုတယ်ဒါလူငယ်တွေပြောရှင်တာကလိုရှင်တာတွေရှိရင်ပတ်ဆက်စုပါရဲပဲဆွတ်တောက်မနေကြပါနဲ့စလိပ်ပဲဆက်တောက်မနေကြပါနဲ့ပတ်ဆက်စုပါကိုယ့်ရဲ့ dream တွေကိုကိုယ့်ရဲ့ vision တွေကိုအကောင့်ထဲပို့ပါပေါ့နော် image တွေကိုလုံးဝ no give up don't give up လုံးဝအရှုံးမပေးပါနဲ့ပြီးတော့မျိုးရဲ့ audience တွေကိုလည်းမျိုး resolution တွေကောင်းကောင်းပေးရှင်နေပေါ့နော် quality ကောင်းကောင်းတွေပေးရှင်နေဒါကြောင့်မြင်စတယ်လေစုပြီးတော့မှဝယ်ရခြင်းဖြစ်ပါတယ်ပေါ့နော်အရန်ကိုမှပျော်ရွှင်ရပါတယ်အရန်ကိုမှဒီကြည့်လေးဖြစ်ရပါတယ်ပေါ့နော်ကိုယ့်ရဲ့ပထမဦးဆုံးတော့ unboxing လေးပဲဖြစ်ပါတယ်ဒီ Sony ZV-E10 လေးကပေါ့နော်ဒါလေးကိုရှစ်ဖို့ကောင်းတယ်ခံရတာတက်လက်ရှိတယ်ပြီးတော့တိတိလေးပေါ့နော်တချို့ကင်မရာတွေလိုမျိုးအကြီးမဟုတ်ဘူးတိတိလေးပဲကိုဗီနီယာသွားကိုလွယ်လွယ်ကူကူနဲ့တည်ဆောင်သွားလို့ရတယ်။ဒါကြောင့် image တွေဆိုတာကတခါတည်းဘုံခနဲ့စက်ကနေဖြစ်လာတာမဟုတ်ပါဘူး။တဖြည်းဖြည်းချင်းကိုလက်ရှင်နာတွေရှိတယ်အဲ့လိုရှင်နာတွေအတွက်စုတွေတဖြည်းဖြည်းလှုပ်ဆောင်ရင်းနဲ့မှဖြစ်လာတာ။ Artlist.io ပြီးတော့ဒီကောင်လေးရဲ့အခုလက်ရှိပေါက်ဈေးကမြန်မာငွေ30နဲ့35သိန်းကြားမှာရှိရပေါ့နော်ဆိုတော့ဒီ ZV-E10 လေးရဲ့အဓိကအားသာချက်ကကိုယ့်ရဲ့ flip screen ပေါ့နော်ကိုယ့်ရဲ့အရုပ်ကိုပြန်ကြည့်လို့ရတယ်ပေါ့နော်ဆိုတော့အရန်ကိုမှမိုက်ပါတယ်ပြီးတော့အရန်လည်းမလေးဘူးပေါ့နော်လုံးဝကို small size နဲ့အရန်ဟိုတော့တေးသွားလို့ရတယ်ပေါ့နော်အရန်ဒီကြီးတဲ့ထဲမှာလည်းမပါဘူးကိုယ့်ရဲ့ဒီမျိုးလွေသွားလို့လည်းအဆင်ပြေပေါ့နော်ဆိုတော့အရန်မှမိုက်တဲ့ vlogging camera လေးတစ်ခုပါဆိုတော့အရန်ကို so excited ဖြစ်ပြီးတော့ so happy ဖြစ်ပါတယ်ပေါ့နော်ရန်ကိုလိုရှင်နေခဲ့တဲ့ဒီ camera လေး okay ဒါတော့မျိုးရဲ့ ZV-E10 လေးကို unboxing လုပ်တဲ့ video ဖြစ်ပါတယ်နောက်လာမယ့် video တွေမှာဒီထက်ပိုကောင်းတဲ့ quality တွေဒီထက်ပိုကောင်းတဲ့ vlog တွေလည်းမျိုးပြန်လာခဲ့ပါမယ်ပေါ့နော်ဆိုတော့ဒီ video လေးကိုကြည့်ရှုသူတရားရှင်တွေကိုကျေးဇူးအများကြီးတင်ပါတယ်နောက်လာမယ့် video တွေမှာထပ်မံဆုံကြပါမယ် bye